Hello အားလုံးပဲမင်္ဂလာပါဖိုးပေါ်မချန်ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီမနက်ဖြန်ညမှာရှင်ပြိုင်ကစားမဲ့ပေါ့နော်ကျွန်တော်တို့ဒီ Champions League ပွဲတွေထဲမှာ Inter Milan နဲ့ Arsenal တို့လိုမျိုးပွဲကောင်းတွေကျွန်တော်ပါနေပါတယ်အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ကျွန်တော် watch along လုပ်ဖို့တော့စဉ်းစားထားပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်ကြလို့ရှိရင်ကျွန်တော်တည်တည်ချာချာလေးပြန်ပြီးတော့ရောက်နေလောက်ပြီပေါ့နော်အဲ့တော့ကျွန်တော် watch along လုပ်ဖို့တော့စဉ်းစားထားတယ်ဘာတွေဖြစ်အောင်လဲတော့မသိဘူးဆိုတော့ Inter Milan နဲ့ Arsenalဘယ်လူရလဲကျွန်တော်တို့ထွက်ပေါ်လာမယ်ထင်ကြတယ်အင်တာမီလန်ရဲ့ဆန်စီယိုကိုသွားပြီးတော့မလေးဟာ sorry အင်တာမီလန်ရဲ့ဆန်စီယိုကိုသွားပြီးတော့အာဆင်နယ်ကရှင်ပြိုင်ကစားရမှာပါเนาะလက်ရှိမှာဆိုလို့ချင်းအာဆင်နယ်ဒီကျွန်တော် Champions League မှာအဆင့်1နေရာမှာရက်တည်နေတဲ့6ပွဲကစားတဲ့နေရာမှာ6ပွဲစလုံးအနိုင်ရပြီးတော့ပြီးကိုတကူပဲရှိတယ်เนาะတိုက်စစ်က18ခုကျွန်တော်ရတယ်ပေါ့အရန်ကိုကောင်းတဲ့ performance ပါအင်တာမီလန်ကတော့6ပွဲမှာသူတို့4ပွဲပဲနိုင်ထားတယ်တရီ2ပွဲနဲ့ရှုံးပွဲတရီမရှိဘဲနဲ့ရှုံးပွဲ2ပွဲကြုံရပြီးတော့ခန်းစစ်က4ခုပြီးထားရတယ်ပေါ့နော်နောက်ဆုံး Champions League 5ပွဲမှာလည်းသူတို့2ပွဲရှုံးထားတယ်2ပွဲဇက်တိုက်ကိုရှုံးတာနော်3ပွဲအနိုင်ရထားပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ Inter Milan ကွင်း San Siro မှာ Arsenal ဘာလုပ်ပြမလဲနောက်တစ်ခုကကျွန်တော်တို့ဒဏ်ရာပြဿနာတွေကိုကျွန်တော်ကြည့်တဲ့အခါဒဏ်ရာပြဿနာတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်ဘက်ကကောအင်တာမီလန်ဘက်ကကောတချို့စိတ်ပူစရာကောင်းတဲ့အရာတွေရှိပါတယ်ဒါပေမဲ့လို့အင်တာရဲ့ဘက်မှာပို့ပြီးတော့တိုင်ပတ်တယ်ပေါ့နော်အင်တာကကျွန်တော်တို့ဒီလက်ရှိကွင်းလေကပေါ့နော်ချက်ကလန်နိုလူနဲ့ပြီးလို့ရှိရင်Denzel Freeze တို့ကကျွန်တော်တို့ဒါ ankle injury တွေเนาะကျွန်တော်တို့ခြေသလုံးကြွက်သားတွေကြောင့်မပါနိုင်ဘူးကျွန်တော်မရှိပါဘူးเนาะပါနိုင်ဘူးကျွန်တော်မရှိဘူးဘက်ကဂူကီပါဂျိုဇက်မာတီနက်ကလည်းပဲမနေ့ပြောမယ်ဆိုလို့ကျွန်တော်ဒါဘယ်လိုပြောမလဲအရန်ကုန်ကိုပြန်ရောက်သွားမယ်ချင်းမျိုးပါပြီးခဲ့တဲ့နေ့ကသူကစားခဲ့တာဆိုတော့ဘာစတိုနီနဲ့ကျွန်တော်နော်ဘာစတိုနီရဲ့ပြီးမာကတ်စတူဒန်ရဲ့ကလည်း Udinese နဲ့ပွဲမှာမပါခဲ့ဘူးအဲ့တော့အာဆင်နယ်နဲ့ပွဲမှာသူတို့ပြန်ပြီးတော့ပါလာဖို့ကျွန်တော်လိုတယ်ပေါ့နော်ဆိုတော့ဒီပွဲကအာဆင်နယ်ဘက်မှာဆိုလို့ရှိရင်အဲ့လောက်ကြီးကြီးပေါ့နော်ကျွန်တော်တို့ဒါစိတ်ပူစရာတွေမရှိပါဘူးသူတို့မှာ Max Dowman တို့ဒဏ်ရာပြဿနာကြုံနေရတယ်ကာလာဖီယိုရီဒဏ်ရာပြဿနာကြုံနေရတယ်ဟင်ကပီရဲ့ဒဏ်ရာပြဿနာကြုံနေရတယ်ဒါလောက်ပဲဂျန်နစ်ဆာမာတွေအကုန်လုံးကျွန်တော်တို့ပြန်ပြီးတော့ပါနိုင်ပြီโอเคဒါကလက်ရှိဒဏ်ရာပြဿနာနဲ့ပတ်သက်လို့ဆိုတော့performance တွေကိုကျွန်တော်တို့ကြည့်တဲ့အခါ Inter Milan ဒီပွဲမှာ4ပွဲ Champions League နောက်ဆုံး6ပွဲကိုကြည့်တဲ့အခါ4ပွဲနိုင်2ပွဲရှုံးထားတယ်ပြိုင်ပွဲစုံနောက်ဆုံး6ပွဲကိုကြည့်တဲ့အခါ Inter Milan ရဲ့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲကိုကြည့်မယ်ဆိုရင်တပွဲတည်ကြထားပြီးတော့9ပွဲအနိုင်ရထားပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်နောက်ဆုံး2ပွဲဇက်တိုက်ကိုပြိုင်ပွဲစုံမှာအနိုင်ရထားတယ်အာဆင်နယ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Champions League နောက်ဆုံး6ပွဲစလုံးအနိုင်ရထားပြီးတော့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာ4ပွဲနိုင်2ပွဲတည်ဆိုတဲ့ရလဒ်မျိုးကျွန်တော်ရထားပါတယ်ဒါကလည်းရှိဖြစ်နိုင်ကြီးကစားသူတို့နှစ်သင်းစလုံးရဲ့ performance ပေါ့ဆိုတော့ဖြစ်နိုင်ကြီး line နဲ့ဒီမှာဆိုလို့ရှိရင် Inter Milan ဘက်ကဆွန်မရှိမယ်เนาะချီဘူးရဲ့နောက်တန်းမှာဆိုလို့ရှိရင်3ယောက်တန်းမှာဆိုလို့ရှိရင်အချာဘီရှိမယ် Manchester City နောက်ကန်ကစားမဖြစ်တဲ့ Akanji ရှိမယ်ပြီးရင် Bastoni ရှိမယ်ဗျာเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါwing back မှာဆိုလို့ရှိရင်တော့ဒါ Enrique တို့ကျွန်တော်ပါဖို့ရှိတယ်ဘာကြောင့်လဲဆိုတော့ဟို Dumfries တို့ကျွန်တော်မရှိဘူးဆိုတော့လေဘာလဲလာရှိမယ် Henry Mkhitaryan ကျွန်တော်ရှိမယ်ကျွန်တော်ကတော့ဒီနာပိုလီကနေပြောင်းလာတဲ့ Zelensky တို့ဘာလို့ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကွင်းလင်းမှာနောက်ဟိုဘက်ကဒီမာကိုပေါ့တိုက်စစ်ကတူရန်နဲ့မာတီနဲ့ပဲဖြစ်ဖို့များတယ်အာဆင်နယ်ဘက်ကတော့အပြောင်းလဲတွေလှုပ်လာတဲ့နေပွဲပါအာတီတာအနေနဲ့ပေါ့နော်ကျွန်တော်ကတော့ဒါအာတီတာရဲ့ manage လုပ်နိုင်စွမ်းကိုကျွန်တော်ကြည့်ရမှာပဲဘာကြောင့်လဲဆိုတော့ဒီပွဲမှာသူ့အနေနဲ့အတိုင်းအတာတစ်ခုဒီအပြောင်းလဲတွေအများကြီးလုပ်နိုင်မှာကျွန်တော်ရမယ် Manchester United နဲ့ပွဲစဉ်တွေလူတွေချမ်းမသူဖြစ်မယ်ဆိုတော့ Raya ပါမယ်ကျွန်တော်ကတော့ right back မှာဆိုရင် Van White ပြန်ပါမယ်လို့ကျွန်တော်ထင်တယ်ဆာလီဘာရှိမယ်เนาะ Gabriel မပါဘဲနဲ့ Mosquera လည်းပါနိုင်တယ်เนาะ Mosquera လည်းပါနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ Luis Kelly တို့ဘာလို့ကျွန်တော်တို့ပေါ့เนาะဒါရှိတယ်ဆိုတော့ Asia ကတော့ဒီပွဲမှာပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘယ်လိုပြောမလဲအာတီတာကเนาะကျွန်တော် Odegaard ကိုပို့ပြီးတော့သဘောကျတယ်ဗျာ Manchester United နဲ့ပွဲမှာအဲ့တော့ Asia ကိုဒီပွဲမှာထည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ် Supermendy ရဲ့ပြီးရင် Rice ကိုလည်းအနားပေးရင်ပေးအောင်မယ်ဒါမှမဟုတ် Mikel Merino ပါလာပြီးတော့ပေါ့เนาะကျွန်တော်ဒါတော့လက်ရှိမှာသူတို့ဖြစ်နိုင်ရည်ရှိတဲ့အနေထားပေါ့ဆိုတော့ဒီပွဲမှာကျွန်တော်ကတော့ဗျာကြည့်လားဟိုတခြားပြောတာမဟုတ်ဘူးအာဆင်နယ်အတွက်ပေါ့နော်အာဆင်နယ်အတွက်ဒီပွဲကကျွန်တော်အနေနဲ့ငါတို့အနိုင်ရမှဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့မသွားသင့်တော့ဆိုတော့ပွဲမကစားခင်နေရတော့ငါတို့ရှုံးလည်းဘာမှဖြစ်ပါဘူးကွာတော့သွားလို့တော့မရဘူးကွာဒါပေမဲ့လို့လူစရင်ပွဲထုတ်ပုံနေရကျွန်တော်ကြည့်မယ်ဆိုရင်ဒီပွဲရှုံးလို့မင်းအာဆင်နယ်ဘာမှဖြစ်စရာအကြောင်းမရှိဘူးဒါအာဆင်နယ်ဘက်ကကာပြီးတော့ပြောပြီးတာမဟုတ်ဘူးစဉ်းစားကြည့်ဗျာလက်ရှိသူတို့ကအဆင့်1လောလောဆယ် Champions League မှာဒီပွဲရှုံးနေကွာကဲနောက်ဆုံး Champions League ပွဲစဉ်သူတို့အိမ်ဝဲမှာလာမသိဘူးသူတို့ကစားရမယ်ဘယ်အသင်းလေးနဲ့မှ
1-8ကိုဝင်နေဆိုရပြီအဲ့တော့ Arsenal အတွက်1-8တင်မဟုတ်ဒီပွဲရှုံးတယ်ဆိုရင်တောင်မှနောက်ဆုံးပွဲစဉ်ရဲ့အခြေအနေကိုကျွန်တော်ကြည့်ပြီးတော့ဘယ်လိုပြောမလဲဒီအဆင့်1ကနေတက်နိုင်စွမ်းသူတို့မှာရှိသေးတယ်အဲ့တော့ Inter Milan နဲ့ပွဲဒီ Inter အတွက်သာအများကြီးအရေးပါတာ Arsenal အတွက်အဓိက focus ထားရမှာဒီ weekend မှာကစားမယ် Manchester United နဲ့ပွဲပဲUnited ကဘာမို့လို့ငါတို့ဘယ်ချင်းကန်နိုင်နေပေါ့မှန်ပါတယ်လောတယ်မှာ Arsenal ဟာ United ထက်မှမဟုတ်ဘူး Premier League ကဘယ်ကလပ်တင်းထက်မှဆိုသူတို့ကကောင်းနေတာနော် Champions League မှာလည်းသူတို့ကကောင်းနေတဲ့နေမှာပါတယ်ဒါပေမဲ့လို့အဓိကကျွန်တော်တို့ဒီ Nottingham Forest နဲ့ပွဲကိုကျွန်တော်ကြည့် Forest နဲ့ပွဲမှာလူတွေချန်တယ်ဘာဖြစ်သွားလဲကဲတကယ်တမ်းက Inter Milan နဲ့ပွဲမှာလူချန်ပြီးတော့ Forest နဲ့ပွဲကိုလူအပြည့်ထည့်ကစား3မှတ်ရအောင်ယူ Manchester City အမှတ်ရုံနေပြီဘာလို့လဲဆိုတော့ဒါကဇယားနဲ့အမှတ်ပေးတဲ့ပြိုင်ပွဲဗျာဟုတ်တယ်မလားနော်အဲ့တော့အဲ့ဒီဇယားမှာအမှတ်တက်နေနေများဖြတ်ဖို့အရေးကြီးတယ် Premier League ဒီအဆင့်1မှာတက်နေနေများအမှတ်များများရဖို့အရေးကြီးတယ် Champions League က1-8ဝင်ရပြီနောက်တစ်ဆင့်ကိုတိုက်ရိုက်တက်ဖို့ Round of 16ကိုကျွန်တော်ပြောချင်တာကဟုတ်တယ်မလားအဲ့တော့လက်ရှိ Arsenal ဒီဘယ်လိုပြောမလဲဖြစ်ခဲ့တဲ့နာကဗျာ Nottingham Forest နဲ့ပွဲမှာလူစုံတက်ဆုံထုတ်ပြီးတော့အနိုင်ရအောင်ကစား Inter Milan နဲ့ပွဲကိုလူချန်ပလိုက်အဲ့ဒါပြီးပြီဆိုရင် weekend မှာ Manchester United နဲ့ကစားမယ့်ပွဲမှာလူစုံတက်ဆုံထက်ကစားအိမ်ဝင်လည်းဖြစ်တယ်နော် Manchester City ကိုလည်း United ကလှုပ်ပြထားတာတွေတွေ့တော့ new manager bounce တွေကကြောက်စရာကောင်းနေပြသေးတာဒါ United မှမဟုတ်တခြားဘယ်အသင်းမဆိုနီးပြအသစ်လေးပြောင်းလဲလိုက်ရင် new manager bounce တွေပါတွေ့ရတာတွေကတော်တော်လေးဘယ်လိုပြောမလဲသတိထားရတယ်ပေါ့အဲ့လိုဆိုတော့ Arsenal အတွက်က okay ငါတို့ Manchester United နဲ့ပွဲဒီအများကြီးကြီးတယ်ဆိုတော့ပုံစံမျိုးနဲ့သွားမှာ Nottingham Forest နဲ့ပွဲမှာလူစုံတက်ဆုံထုတ်မလာတဲ့ Arteta ရဲ့ဒီ manage လုပ်ပုံတွေကအရန်ပြောစရာတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်ကတော့ဘယ်လိုပြောမလဲဒီပွဲဒီကျွန်တော်အရန်ကြီးဘယ်လိုပြော Arsenal ကိုကာကွယ်ပြောပြတာမျိုးဘာမျိုးမဟုတ်ဘူးပေါ့နော်ရှုံးလို့ပြဿနာမရှိတဲ့ပွဲမျိုး Arteta လည်းဒါကိုသိနေပြီးတော့လူစင်းတွေအပြောင်းလဲလုပ်လာမယ့်အခြေအနေမျိုးမှာကျွန်တော်ကတော့ Inter ဘက်ကနိုင်သွားလိမ့်မယ်လို့ထင်တယ်1-0လောက်နဲ့ကက်ပြီးတော့အဲ့လိုလူစင်းအပြောင်းလဲလုပ်ပြီးတော့ Inter Milan မနိုင်မဲ့ Arsenal နိုင်သွားတယ်ဆိုရင် Arsenal ကြီးကမီလက်လန်လွန်လာပြီသိလားနော်ကောင်းကြကြီးอ่ะအဲ့လိုဖြစ်နေပြီတကယ်ပြောတာကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီပွဲက Eze ကိုပွဲထုတ်ရမယ့်ပွဲပါနံပါတ်10မှာ Eze ကိုပွဲထုတ်ရမယ့်ပွဲ Mikel Merino ကိုကွင်းလင်မှာပွဲထုတ်ရမယ့်ပွဲတိုက်စစ်မှာ Gabriel Jesus တို့ကိုပွဲထုတ်ရမယ့်ပွဲဘာလို့လဲဆိုတော့ဒီကောင်ကဒုတိယပိုင်းမှာဝင်လာပြီးတော့ကစားပြနေတာတော်တော်ကောင်းနေပြီအဲ့တော့ Arteta ရဲ့ Arsenal အနေနဲ့သူအကောင်းဆုံးဖြစ်အောင်အသင်းကိုဘယ်ပြိုင်ပွဲကတော့ဘယ်အချိန်မှာအရေးကြီးသလဲဆိုတာမျိုးသူ manage လုပ်ဖို့လိုပြီဗျာဒီလားအဲကြောင့်ကျွန်တော်တို့ဒီပွဲမှာ Arteta အနေနဲ့ကျွန်တော်ကတော့တိတ်ရလက်ကောင်းဖို့တိတ်မမြင်ဘူးပေါ့နော်တခုတော့ရှိတာကတကယ်ကန်တယ်လူစင်းအပြည့်နဲ့တကယ်ပွဲထွက်လာမယ်ဆိုလို့ရှိရင်လီဗာပူးတောင်မှပြန် Inter Milan ကိုနိုင်တယ် Arsenal မနိုင်တဲ့အကြောင်းမရှိဘူးအဝေးကွင်းမှာဆိုတော့ဒါပေမဲ့လို့ Arsenal ကဒီပွဲမှာလူစုံတက်ဆုံနေမသွားသင့်ဘူးကျွန်တော်ကတော့နော် United နဲ့ပွဲဒီ3မှတ်ရဖို့အရေးကြီးတယ်ဒီပွဲဒီအရေးမကြီးဘူး3မှတ်ရဖို့လောက်ထိဆိုတော့ငါတို့ကတော့မရဘူးပြိုင်ပွဲဆိုမှအကုန်လုံးနိုင်ကျင်တာဆိုရင်တော့တမျိုးပေါ့ဗျာဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲက Arsenal အတွက်ပေါ့နော်တော်တော်ကိုအရေးမကြီးတဲ့ပွဲလို့ပဲကျွန်တော်ထင်တယ်ဒီပွဲရှုံးပြီးတော့နောက်ဆုံး Champions League ပွဲမှာအနိုင်ကန်ရင်တော့မှအဆင့်1ကပြီးမလို့ဘူးဗျာဒီလားအဲ့တော့နောက်တစ်ဆင့် Round of 16ကိုကသူတို့က AACC တက်နေပြီဆိုတဲ့အခြေအနေမျိုးအဲ့တော့ကြောင့်ကျွန်တော်တို့ Arsenal အနေနဲ့ဒီပွဲကရလက်သိပ်ကောင်းဖို့လမ်းမမြင်ဘူးလို့ထင်တယ်ဒါပေမဲ့လို့ချီဘူးရဲ့အသင်းအတွက်ကျတော့အရေးကြီးပါတယ်เนาะချီဘူးရဲ့အသင်းအနေနဲ့ဘယ်လိုပြောမလဲသူတို့လောလောဆယ်မှာဆိုရင်သူတို့ကအဆင့်6မှာရှိနေတာဗျာသိလားအဆင့်8က Atletico Madrid တို့ဘာလို့လဲသူတို့ကြားထဲမှာအမှတ်ကမကွာဘူးသိလားအမှတ်ကမကွာဘူးအဲ့တော့ Inter တော့ကအရေးကြီးပါတယ်เนาะနောက်ဆုံးဘယ်လိုပြောမလဲ Champions League နှစ်ပွဲဆက်တိုက်လေသူတို့ရှုံးနေထားတယ်ဆိုတော့အဆင့်ကမပြေဘူးအဲ့တော့ဒီပွဲဒီ Inter Milan အတွက်ကျွန်တော်တိုက်နဲ့အမှန်ကန်ကစားရမယ့်ပွဲမျိုးပါလုံးဝအရေးကြီးပါတယ်เนาะဆိုတော့ဂျားတဲ့အမှတ်တွေကအများကြီးကွာတာမဟုတ်ဘူးဗျာသိလားเนาะအဆင့်3အဆင့်4လောက်ကအသင်းတွေနဲ့ဟိုအောက်ကအဆင့်14 73လောက်ထိအမှတ်တွေကဘာမှကွာတာမဟုတ်ဘူး Champions League မှာအဲ့တော့1-8ကိုဝင်ဖို့အတွက် direct တက်ဖို့အတွက် round of 16ကို direct တက်ဖို့အတွက်1-8ကိုဝင်ဖို့ကျူးပန်းနေရတဲ့အခြေအနေမျိုးမှာ Inter Milan အတွက်အမှတ်ကအရေးကြီးပါတယ်ကျွန်တော်ကတော့ Inter ရဲ့ဘက်က1-0လောက်နဲ့ကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် Arteta အတွက်တော့တုံ့ပြန်ချက်ကိုအုံနောက်နဲ့ကျွန်တော်ကတော့သွားတော့မယ့်အခြေအနေမျိုးပါမဟုတ်ဘူးငါတို့ကတော့ကောင်းနေဆိုတာကိုပြကျင်တဲ့လူစုံတက်ဆုံနဲ့သွားမယ်ဟေ့ဆိုရင်တော့ကောင်းသွားပြီးတော့ United ကိုလည်းနိုင်တယ်သူတို့ဒီ Inter Milan နဲ့နိုင်တယ်ဆိုရင်တော့ okay ပြဿနာမရှိဘူးမဟုတ်ဘဲနဲ့ဒီပွဲမှာပေါ့နော်ဆုံးဖြတ်ချက်အမှားတွေချခဲ့လို့တို့ Manchester United နဲ့ပွဲမှာအမှတ်ရော့မယ်ဆိုရင်အများကြီးပြောစရာဖြစ်မှာဒီပွဲအမှတ်ရော့ပြီးတော့ United နဲ့ပွဲမှာ3မှတ်အပြည့်ရဘယ်သူမှဘာမှပြောစရာရှိမှာမဟုတ်ဘူးအဲ့တော့ Arsenal ပရိသတ်တွေဘယ်လိုမြင်ကြလဲကျွန်တော်တို့ဒီပွဲက Arsenal အတွက်အရေးကြီးတဲ့ပွဲမဟုတ်သင့်ဘူးလို့ကျွန်တော်ထင်တယ်ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်